ဒီနေ့တော့ပတ်စံတုံအောင်မဲ့ကုံနဲ့ဘီယာနဲ့တွေ့သားဖို့အမီလေးနှမျိုးကိုလောက်ပြမှာဖြစ်ပါရဲ့ရှင်အာလူကပလိတ်ကျော်လေးကိုအရင်ဆုံးလောက်ပြမယ်နော်အာလူလေးတွေကိုရေစေးအခုန်ခါပြီးတော့45မိနစ်ခန့်နူးနေအောင်ပြုတ်ပြီးတော့ခြေထားပါမယ်ရှင်အရသာအတွက်စာငရုတ်ကောင်းမုံအကြော်ကမုံထည့်ပြီးတော့နေပါမယ်ရှင်မုတ်သားကိုပြပြရင်ပြီးဖြစ်လို့ရှိရင်အလုံးလေးတွေလုံးပါမယ်ရှင်အလုံးလေးတွေကိုဖိပြပြီးတော့စီပူထဲမှာထည့်ပြီးတော့ကြော်ပါမယ်ရှင်မီးကတော့အရင်ပြင်းစရာမလိုပါဘူးရှင်မီးရင်ပြင်းရင်တွေ့တတ်ပါရဲ့ရှင်အယောင်ရဲလာပြီဆိုရင်တော့အရသာရှိရဲ့အာလူကပလိတ်ကျော်လေးရပါပြီရှင်အဆက်ကြရင်တော့မုံညင်ထဲမှာငရုတ်စိမ့်ထည့်ပြီးတော့နင်လို့ရပါတယ်ရှင်စက်သွင်းနေကြရင်လည်းထည့်လို့ရပါတယ်ရှင်ဆိုင်မရောက်နဲ့အာလူကြောင့်ကလုံးလေးဆက်ပြောပြတော့မှဖြစ်ပါရဲ့ရှင်အာလူလေးတွေကိုရေစီးအခုန်ခါပြီးတော့အချောင်းလေးတွေဖြစ်အောင်လှီးပါရဲ့ရှင်ပပွက်စုနေတဲ့အိုးရဲကိုစားရင်ဗနီကာရဲ့ထည့်ပြီးအာလူကြောင့်လေးတွေကို2မိနစ်ခန့်ပြုတ်ပါရဲ့ရှင်ပြုတ်ပြီးရင်တော့အကြော်ကမုံနဲ့ထည့်ပြီးတော့တမပေးရပါမယ်ရှင်ပြီးရင်တော့စီပူထဲမှာထည့်ပြီးတော့ကြော်လေးရပါပြီရှင်အယောင်လေးတွေရဲလာပြီဆိုရင်တော့ဆိုင်မရောက်နဲ့အာလူကြောင့်ကြော်လေးရပါပြီရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်